ရိတ်သက်တွေအားလုံးပဲမင်္ဂလာပါခင်ဗျာ KSN ကတ်တွန်း channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမယ့်ပုံမြင်လေးကတော့မာနထောင်လွှားတဲ့မြင်ပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာပုံမြင်လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်ဗျာတခါတော့ကနုပြိုတန်ဆွမ်းလာတဲ့မြင်တစ်ကောင်ဟာသူ့ခန္ဓာကိုယ်ကြက်မှကြန့်ခိုင်မှုတမဖြက်လက်မှုတွေနဲ့ပတ်သက်ပြီးတော့သူ့ကိုယ်သူဘွေရင်မြင့်မှန်တက်နေတာပေါ့ကွယ်အဲ့ဒီအချိန်မှာပဲနွားအုပ်တစ်ကောင်ဟာပစ္စည်းအပြည့်တင်ထားတဲ့လက်တစည်းကိုပင်ပန်းစွာထမ်းလာရင်သူ့ရဲ့ရှိကနေဖြတ်ချောက်သွားခဲ့တယ်။အဲ့ဒါကိုမြင်တဲ့မြင်ဟာနွားအုပ်ကြီးကိုကဲ့ရဲ့ပါလိတော့တယ်။မင်းတို့နွားမျိုးရိုးဆက်တစ်ဆက်လုံးကကျွံမျိုးစုတွေပါကွာ။မင်းတို့ကငါ့လိုမှမပြေးနိုင်တာမတန်ပါကြတာတော်တော်နှိကွေးတဲ့ကောင်တွေပဲဆိုပြီးမှုတ်ချိုးမြစ်ချိုးပြောပြလိုက်ပါတော့တယ်။အဲ့ဒီအခါမှာတော့လှဲတစည်းလုံးကိုထမ်းထားရတဲ့နွားဟာဘာမှပြန်မပြောနေတော့ပဲတီးခန့်ပြီးငြိမ်နေလိုက်ပါတော့တယ်။နောက်နည်းနည်းလေးကြာတဲ့အခါမှာအရင်ကလှပတန့်ရှင်တက်မှထွားချိုင်းနေတဲ့မြင်းနဲ့နွားတို့ဟာလမ်းခုလက်တနေရာမှာပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာဒါပေမဲ့မြင်းကတော့အရင်ကလိုတန်ဆွမ်းပြီးနုပြိုတက်ကြွနေတဲ့မြင်းတစ်ကောင်မဟုတ်တော့ဘူးပေါ့ဗျာဘာအလုံးမှမလုံနိုင်တော့တဲ့မြင်းတစ်ကောင်ဘဝကိုရောက်ရှိသွားပါတော့တယ်အဲ့ဒါကိုမြင်တဲ့နွားကမြင်းကိုမိလိုက်တယ်အိုးတက်မှနုပြိုလာတဲ့မိတ်ဆွေဟောင်းကြီးဘလို့ဖြစ်သွားရတာတော့ဗျဒါပေမဲ့ဒီတစ်ခါမှာတော့မြင်းဟာဘာတစ်ခွန်းမှမပြောနိုင်တော့ပဲခွေကနေလဲနေရရှာတယ်အရင်တုန်းကတက်မှလှပါတယ်ဆိုတဲ့မြင်းဟာသူ့ပိုင်ရှင်ရဲ့ရောင်းစားခြင်းကိုခံခဲ့ရပြီးလေသမားစီမှာနေညမအိပ်ပဲခိုင်းစားခြင်းကိုခံခဲ့ရပါတော့တယ်။အဲ့ဒါနဲ့ပဲငင်ငင်ကလေးမထနိုင်တဲ့မြင်းကိုနွားကစကားတခွန်းပြန်ပြောလိုက်ပါတော့တယ်။ဒီမှာမိတ်ဆွေကိုဘာဖြစ်လို့ဆိုပြီးဘယ်တော့မှဘွေမမြင့်နဲ့ဗျ။တချိန်ချိန်မှာငါတို့ရဲ့အာတချက်ကငါတို့ဘဝတစ်ခုလုံးကိုဒုက္ခပြီးသွားနိုင်တယ်။အဲ့ဒါကိုမင်းဘယ်တော့မှမမေ့ပါနဲ့။ပရိသတ်ကြီးတို့ရေဘဝဆိုတာလဲအဲ့ဒီအတိုင်းပါပဲ။ကိုကကောင်းစားနေတဲ့အချိန်မှာနင်းကြတဲ့သူကိုတွဲခေါ်တင်ပါတယ်။အမြဲတမ်းကောင်းစားနေမယ်လို့လည်းပြောလို့မရနိုင်တယ်လို့နင်းကြနေတဲ့သူဟာလည်းအမြဲတမ်းနင်းကြနေမယ်လို့တတ်မှတ်လို့မရနိုင်ပါဘူး။အဲ့ဒီအတွက်ဘယ်တော့မှဆိုလူတိုင်းကိုအထင်မသေးပဲမျှတစွာဆက်ဆံတတ်ဖို့နဲ့ကိုရောက်ရှိတဲ့နေရာဟာအမြဲမရှိနိုင်ဘူးလို့နှလုံးတွင်းတင်ပါတယ်လို့ပြောရင်ပုံမြင်လေးကိုနှိကုံချုပ်လိုက်ပါတယ်ဗျာ။ပုံမြင်လေးကိုအဆုံးအထိအားပေးနှဆင့်သွားကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။နောက်နေ့တွေမှာလည်းစိတ်ဝင်စားကြကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ